သင်္ခပါလနဂါမင်းအစိတ်ပြင်းတဲ့နဂါးကြီးတစ်ကောင်ကသူ့ကိုရရဆက်ဆက်နှိပ်စက်နေတဲ့မုတ်ဆိုး16ယောက်ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင်ပြဖြစ်သွားအောင်လုပ်နိုင်တဲ့စွမ်းရှိပေမဲ့ဘာလို့တာတကြီးငိန်ခံနေခဲ့တာလဲသူ့ရဲ့နှာခေါင်းကိုတန်ချွန်းနဲ့ဖောက်ပြီးနွယ်ကျိုးနဲ့တီးကအထမ်းခံနေရတာတော့ဘာကြောင့်အမျက်မထွက်ခဲ့တာလဲဒီကနေ့မှာတော့ဖျားလောင်းတော်ကြင်ကြံအားထုတ်ခဲ့ရတဲ့ပါရမီတော်တွေကဥပုပ်တီလာကိုအသက်ထက်ဆုံးစောက်တည်ခဲ့တယ်အလွန်ကိုမှအံ့ဩကြည်ညိုဖို့ကောင်းလွန်းလာတယ်သင်္ခါပါလနဂါမင်းရဲ့ဖြစ်တော်စဉ်အကြောင်းကိုကျမတို့ရဲ့ဓမ္မမဲလိုဒီ channel လေးကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်တရားတော်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတာဝဋ္ဌိပြည်ဇေတဝန်ကျောင်းတော်၌တည်င်းသုံးတော်မူနေစဉ်ဥပုပ်လာရောက်စောက်တည်ကြသောဓာယိကာများကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်ရှေးလွန်လေးပြီးသောအခါကရာဇဂိုပြည်မှာမာဂရမင်းကြီးကမင်းချင်တရားနဲ့ညီအုပ်ချုပ်ခဲ့ပါတဲ့အဲ့ဒီမင်းကြီးမှာဒူယောဒနာလို့ခေါ်တဲ့သားတော်တစ်ပါးရှိခဲ့ပါတယ်မင်းသားအရွယ်ရောက်လာပြီးတဲ့အခါမှာတော့ဘုရင်ကြီးကထီးနှံစည်းစိမ်ထက်တရားဓမ္မကိုပုံမမြတ်နိုးတာကြောင့်သားတော်အရှင်မင်းကိုထီးနှံလွှဲအပ်ပြီးယတိဟန်ပြုကဥယျာဉ်တော်ထဲ၌နေထိုင်ခဲ့ပါတယ်မင်းဥယျာဉ်အတွင်းမှာပဲတရားထုတ်ဖို့နေထိုင်ခဲ့ပေမဲ့သားတော်ဘုရင်နဲ့လာရောက်ဖူးမြော်သူတွေများပြားတာကြောင့်တရားလုပ်ကိုအားထုတ်ချိန်နဲ့ပါလာပါတယ်အဲဒါကြောင့်မာဂရတိုင်းရဲ့အလွန်မှာရှိတဲ့ကန္နာဝနာမြေအကွေကစနကတောင်ကိုအမိပြုပြီးတည့်ရွမိုးတဲ့ကျောင်းသင်္ကန်းတစ်ခုဆောက်လုပ်ခါတည်င်းသုံးနေထိုင်ခဲ့ပါတယ်တနေ့မှာတော့သားဖြစ်သူဘုရင်ကတောရဲကဖခင်ယဟန်ကြီးစီကိုအချမ်းရံတွေနဲ့လာလဲခဲ့တဲ့အဲ့ဒီချိန်မှာနဂါမင်းကလည်းများစွာသောနဂါချံရံတွေနဲ့တကွာတရားနာလျက်ရှိနေတဲ့ချိန်ဖြစ်နေတာပေါ့နဂါမင်းကမာဂရမင်းလာတီကိုမြင်သောအခါရှင်ရသေးကိုရှ िख ိုးပြီးနေရာကထားသွားတဲ့မာဂရမင်းကြီးကခမဲတော်ရှင်ရသေးကိုရှ िख ိုး၍အရှင်ဘုရား၏တရားကိုလာနာသောဤမင်းသည်အပေသို့သောမင်းပါနီဟုမေးတဲ့ရသေးကြီးကချစ်တာဤမင်းသည်နဂါမင်းတီဟုပြောလိုက်တဲ့နဂါတွေဟာတကိုးကြီးသလိုတရားဓမ္မကိုလည်းအလွန်မြတ်နိုးကြပါတယ်ရသေးကြီးဟာသီလသမာဓိပညာနဲ့ပြည့်စုံတဲ့အကျင့်မြတ်ကိုကျင့်ကြံနေသူဖြစ်လို့နဂါမင်းကရသေးကြီးစီကနေအေးမြတဲ့တရားစကားတွေကိုနာယူဖို့နဲ့တောထဲမှာတပါးတဲ့တည်င်းသုံးနေတဲ့ရသေးကြီးအတွက်လိုအပ်တဲ့ဝေယဝစ္စတွေကိုပြုလုပ်ပေးဖို့လာခဲ့တာပဲဖြစ်ပါတယ်။နဂါမင်းနဲ့ရသေးကြီးကရှေးလွန်လေးပြီးသောဘဝတစ်ခုမှာညီကိုနှစ်ယောက်ဖြစ်ခဲ့ပူကြပါတယ်။အကိုဖြစ်တဲ့ရသေးကြီးဖြစ်လာမဲ့သူကတော့လောကီစည်းစိမ်တွေကိုညီးငွေ့ပြီးတောထွက်ခါယဟန်ပြုခဲ့ပါတယ်။ညီဖြစ်တဲ့နဂါမင်းဖြစ်လာမဲ့သူကလည်းအကိုဖြစ်သူယဟန်ကြီးကိုအမြဲတမ်းပြုစုစောင့်ရှောက်ခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။အဲဒီဘဝကတေလွန်ကြတဲ့အခါညီဖြစ်သူဟာအကိုယဟန်ကြီးကိုပြုစုခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်နဂါပြည်မှာနဂါမင်းသွားဖြစ်ပါတယ်။အကိုဖြစ်သူကတော့လူပြည်မှာပြန်လဲလူဖြစ်ပြီးအခုဘဝမှာဖျားလောင်းရဲ့ဖခင်ဖြစ်လာတာပါ။အခုဘဝမှာလည်းဘုရင်ကြီးကနန်းစည်းစိမ်ကိုစွန့်ပြီးယဟန်ပြန်ပြုတဲ့အခါနဂါပြည်ကညီဟောင်းဖြစ်တဲ့နဂါမင်းကသူရဲ့ကိုဟောင်းယဟန်ကြီးကိုမှတ်မိနေပါတယ်။ဒါကြောင့်အတိတ်ဘဝကတန်ရောဆယ်အရှိန်နဲ့ငါကိုကြီးလူဘဝမှာဒုက္ခဆင်းရဲနဲ့တရားကျင့်နေရရှာတဲ့ဆိုပြီးလူပြည်ကိုတက်ခါဝစ်ကြီးဝစ်ငယ်ပြုစုပေးနေတာပဲဖြစ်ပါတယ်။နဂါမင်းကရတိကြီးစီကိုလာတဲ့အခါတာမန်လူတယောက်လိုလာတာမဟုတ်ပဲခန္ဓာထေဝါတဲ့နဂါမင်းရဲ့အဆောင်ရောင်အပြည့်နဲ့လာခဲ့တာပါလှပတဲ့နဂါမင်းသမီးပေါင်းများစွာကိုခေါ်ဆောင်လာပါတယ်အဲ့ဒီနဂါမင်းသမီးလေးတွေဟာလမ်းတစ်လျှောက်လုံးမှာတူရိယာတွေကိုတီးမှုတ်ပြီးတချင်းဆိုကဖျော်ပြလာကြတာပေါ့ဒါကြောင့်သူတို့လာပြီးဆိုရင်တောအုပ်တစ်ခုလုံးတေးတန်သားတွေနဲ့ဖုံးလွှမ်းသွားပါတော့တယ်
နဂါမင်းကိုယ်တိုင်ကလည်းအလွန်နူးညံ့ပြီးတောက်ပတဲ့အဝတ်တန်စာတွေကိုဝတ်ဆင်ထားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကနေကိုယ်ရောင်ကိုယ်ဝါတွေထွက်နေပြီးနဂါပီကဖိုးတန်ရတနာတွေနဲ့ပြုလုပ်ထားတဲ့ပတိလက်ကောက်နဲ့ရတနာတွေကိုဆင်ရင်ထားပါတယ်။လူပီကဘရင်တွေရဲ့ဝတ်စုံထက်အစာပေါင်းများစွာတာပြီးခမ်းနားပါတယ်။နဂါမင်းရောက်လာပြီဆိုရင်နဂါပီကနန့်သားမုံတွေပန်းတွေရဲ့ရနံ့ဟာတောအုပ်တစ်ခုလုံးမှာမှွေချိုင်သွားစေပါတယ်။အဲ့ဒီရနံ့တွေဟာတာမန်ပန်းရနံ့တွေနဲ့မတူပဲစိတ်ကိုအလွန်ကြည်နူးစေတဲ့ရနံ့မျိုးတွေပါ။နဂါမင်းရဲ့လူသားထက်သာလွန်တဲ့ရုပ်ဆင်တောက်ပတဲ့ယေဒနာတွေနဲ့တူရိယာတွေတီးမှုတ်ပြီးလိုက်ပါလာတဲ့ခြံရံတွေကိုမြင်တဲ့အခါမှာငါမှရှိတဲ့လူစီစိန်ထက်ဒီနဂါစီစိန်ကအစာပေါင်းများစွာတာပါလားဆိုပြီးဘရင်ကြီးကအကြီးကျယ်အားကျသွားပါတော့တယ်။ခမဲတော်ရှင်ရဲ့သေးထံမှာ2ရက်3ရက်နေပြီးစွန်းအာဟာရမပြတ်ကက်လူပြီးတဲ့နောက်နန်းတော်သို့ပြန်ရောက်တဲ့အခါတကားလေးမျက်နှာမှာအလှမန်းတက်များစောက်စီပြီးစဘူးဒီပါကျွန်းအလုံးကိုအလှပေးခြင်းတီလာဆောက်တည်ခြင်းဥပုသ်ဆောင်ခြင်းများပြုလုပ်ပြီးနဂါစီစိန်ကိုတောင်းတတာကြောင့်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတိုင်းနောက်ဘဝမှာနဂါမင်းဖြစ်ရပါလို့လို့ဆုတောင်းခဲ့ပါတယ်။အဲ့ဒီဆုတောင်းတွေကြောင့်ပဲဘရင်ကြီးတည်လွန်တဲ့အခါမှာတင်ခပါလာနဂါမင်းဆိုပြီးဖြစ်လာခဲ့ပါတော့တယ်။နဂါတွေဟာတကိုးကြီးတယ်စီးစိမ်များတယ်အသက်ရှည်တယ်ဆိုပေမဲ့သူတို့ဟာတရိษံမျိုးနွယ်တွေထဲမှာပါဝင်နေပါတယ်ဗုဒ္ဓဘာသာယူဆရာတရိษံဘဝနဲ့တရားအားထုတ်ရင်ဘလောက်ပဲကြိုးစားပါစေအဲ့ဒီဘဝမှာတင်မညံဖူညံနိဗ္ဗာန်ကိုမရနိုင်ပါဘူးအဲဒါကြောင့်နဂါမင်းကနိဗ္ဗာန်ရဖို့အတွက်အခွင့်အရေးရှိတဲ့လူဘဝကိုအလွန်ရချင်လာပါတော့တယ်တင်ခပါလာနဂါမင်းဟာနဂါပီကစီးစိမ်တွေကိုကြည့်ပြီးငါဟာဘလောက်ပဲတကူကြည့်ပါစေငါရဲ့မူလဘဝကတရိษံဖြစ်တာကြောင့်ဥပုံနေ့တွေမှာဆိုရင်ငါဟာအစိတ်ပြင်းတဲ့မွေကြီးတစ်ကောင်လိုပဲဆိုပြီးကိုဘဝကိုညီးငွေလာပါတော့တယ်ဒီလိုနှိမ့်ကြတဲ့ဘဝကနေလွတ်မြောက်ဖို့အတွက်လူဖြစ်ချင်လာတာကြောင့်တီလာကိုစောက်တီဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်နဂါပြည်မှာကကာမဂုဏ်စီးစိမ်တွေအယမ်းများလွန်သဖြင့်တီလာစောက်တီဖို့ခက်ခဲပါတယ်လူပြည်မှာကတော့ဒုက္ခနဲ့ဒုက္ခမျှတစွာရှိနေတဲ့အတွက်တီလာစောင့်ထရတာပိုပြီးအကျိုးကျေးဇူးကြီးမားလာပါတယ်ဒါကြောင့်နဂါမင်းကဥပုံနေတိုင်းမှာနဂါပြည်ကနေလူပြည်ကိုတက်ပြီးတီလာစောက်တီပါတော့တယ်တောကြီးရဲ့လမ်းဆောင်လမ်းကွာတစ်ခုကနှစ်ပေါင်းများစွာတက်တန်းရှိနေပြီဖြစ်တဲ့အေယာမတောင်ပိုကြီးတစ်ခုရှိပါတယ်။အဲဒီတောင်ပိုကြီးပေါ်မှာနဂါနန်းတော်ကဆွန်ခွာလာတဲ့တင်ခပါလာနဂါမင်းဟာကြောက်ရွံ့တရုပ်လိုငြိမ်သက်စွာနဲ့ခွေပတ်ပြီးတီလာစောက်တည်နေခဲ့ပါတယ်။တောင်ပိုကြီးကနဂါမင်းရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ခွေပတ်ထားလို့ရလောက်အောင်ကြီးမားပါတယ်။နဂါမင်းကတောနက်ထဲကတောင်ပိုမှာမနေပဲလမ်းမကြီးလေးခုဆုံရာလမ်းဆောင်ကတောင်ပိုမှာနေထိုင်ခြင်းကငါရဲ့အသားအရေအသွေးကိုလူချင်းတဲ့လူရှိရင်လွယ်ကူကူယူနိုင်ပါစေဆိုတဲ့စိတ်နဲ့လူများဖြတ်တန်းသွားလာတဲ့လမ်းဘေးကတောင်ပိုကိုတမင်ရွေးချယ်ခဲ့တာပါဘူပုတ်ဆောက်တည်တဲ့အချိန်မှာအေးမြတဲ့ရေထဲမှာမနေပဲပူပြင်းခြောက်သွေးတဲ့မြေကြီးပေါ်ကတောင်ပိုပေါ်မှာနေထိုင်ခြင်းကမိမိရဲ့သီးခံခြင်းခန္ဒီပါရမီကိုစမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။တော်ရဲကိုအမဲလိုက်ဖို့ထွက်လာကြတဲ့မုတ်ဆိုးတွေကတနေ့ကုန်တောနက်ထဲမှာဘာမှမရပဲအိမ်ပြန်ဖို့လမ်းမကြီးတိုင်းပြန်လာကြတဲ့အခါလမ်းဆောင်မှာရှိနေတဲ့တောင်ပိုနားကိုရောက်လာပြီးနဂါမင်းကိုတွေ့သွားကြပါတော့တယ်။ဒေါ်အုပ်ရဲ့မှောင်ရိပ်တွေကြားထဲမှာငွေရောင်တပ်ပနေတဲ့အရာကြီးတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်။အနားကိုခြေဖွားဖွားနင်းပြီးသွားကြည့်လိုက်တဲ့အခါမှာတော့တောင်ပိုကြီးတစ်ခုလုံးကိုခွေပတ်ထားတဲ့အေယာမနဂါဖြူကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတော့တယ်။
6တွေ့တဲ့တောအုံနောက်ခံမှာနဂါးမင်းရဲ့ဖြူဖွေးတောက်ပါတဲ့အကြေးခွန်တွေဟာဒီတောင်မိုးကြီးပေါ်မှာထင်းနေတာကြောင့်မုတ်ဆိုးတွေကအဝေးကနေလှမ်းမြင်လိုက်ရတာပဲဖြစ်ပါတယ်။နဂါးမင်းကခယူသင်းလိုဖြူဖွေးတဲ့အယောင်နဲ့ငွေရောင်တောက်ပနေတဲ့အကြေးခွန်တွေရှိပါတယ်။ခန္ဓာကိုယ်ကလည်းစင်တကောင်စားလောက်ကြီးမားပါတဲ့။နဂါးမင်းကဥပုပ်ဆောက်နေတဲ့အတွက်အသက်ရှူတာကလွယ်လို့ကြောက်ရွံ့လို့ငြိမ်သက်နေပါတယ်။မုတ်ဆိုးတွေအနားရောက်လာတဲ့အထိသူကမျက်စိမဖွင့်ပါဘူး။မုတ်ဆိုးတွေကတော့ဒါဟာစိတ်ရှိတဲ့မွေကြီးလားနဂါးလားဆိုတာကိုအရင်ဆုံးစူးစမ်းကြပါတယ်။ဒါပေမဲ့နဂါးမင်းကဘာတုံ့ပြန်မှုမှမလုပ်ဘဲငြိမ်နေတာကိုမြင်တဲ့အခါသူတို့ကမကြောက်မရွံ့ပဲဝိုင်းဝန်းဖန်ဆီးဖို့ရဲတင်းလာကြတာပါ။မုတ်ဆိုးတွေကနဂါးကြီးကိုတွေ့ချင်းမှာအစိတ်ရှိမှကြောက်တဲ့အတွက်အနာမကပ်ရပါဘူး။ဒါကြောင့်အဝေးကနေပြီးမီးလောင်မှုတဲ့ဒုက္ခိုင်းကြီးတွေလေးကိုင်းတွေနဲ့နဂါးမင်းရဲ့ဥကောင်းတဲ့ခန္ဓာကိုယ်ကိုအချိန်ပြင်းပြင်းနဲ့ဝိုင်းဝန်းရိုက်နှက်ကြပါတယ်။နဂါးမင်းကနာကျင်လွန်လို့တောင်ပေါ်ကြီးပြိုမတက်တွန့်လိန်နေပေမဲ့ရံမမှုပဲတီးခံနေခဲ့ပါတယ်။ရှိုင်းနှက်လို့အားရင်ကုန်ခန်းသွားပြီးထင်းတဲ့အခါမုတ်ဆိုးတွေကအနာကိုကလာကြပါတယ်။နဂါးမင်းကိုအသေးချာထိန်းချုပ်နိုင်ဖို့အတွက်ချွန်ထက်လာတဲ့တန်ကြုံကြီးတွေနဲ့နဂါးမင်းရဲ့နှာခေါင်းပေါက်ကိုအတင်းထိုးဖောက်လိုက်ကြပါတယ်။ဖျားလောင်ဖြစ်တဲ့နဂါးမင်းကငါရဲ့တီလာကိုမပျက်စီးပါစေနဲ့လို့အတိတ်ထံပြီးမျက်လုံးကိုတင်းတင်းမှိတ်ထားခဲ့ပါတယ်။မုတ်ဆိုးတွေကနှာခေါင်းကိုဖောက်ပြီးတဲ့နောက်မှာတော့ခိုင်မာတဲ့နွေကြိုးကြီးတွေကိုနှာခေါင်းပေါက်ထဲကနေတီးပြီးအတင်းဆွဲငင်ကြပါတယ်။နဂါးမင်းရဲ့အရွယ်စားကြီးမားလွန်တာကြောင့်မုတ်ဆိုး16ယောက်ကဝက်လုံး8လုံးနဲ့တယောက်တစ်ဖက်စီအားစိုက်ခါထမ်းသွားလိုက်ကြပါတယ်။နဂါးမင်းရဲ့ခန္ဓာကိုယ်ကမြေကြီးပေါ်မှာတရွတ်တိုက်ပါသွားပြီးကြောက်ခဲတွေစူးပင်တွေနဲ့ပုတ်တိုင်မိလို့အကြေးကွန်တွေကွာကြကုန်ပါတယ်။လမ်းတစ်လျှောက်မှာမုတ်ဆိုးတွေကအစာငတ်နေကြတာကြောင့်နဂါးမင်းရဲ့အသားကိုအရှင်လက်လက်လိစားဖို့ထိတိုင်ပင်ကြပါတယ်။နဂါးမင်းကငါရဲ့အသားကိုစားပြီးသူတို့ဘိုက်ဝကြပါစေဆိုရဲမေတ္တာစိတ်ကိုယ်တော်ထားနိုင်ခဲ့ပါတယ်။မုတ်ဆိုးတွေကနဂါးမင်းကိုထမ်းပြီးသွားနေကြတော့လမ်းမှာအာလာယဆိုတဲ့ကုံတယ်ကြီးနဲ့ဆုံပါတဲ့အာလာယကုံတယ်ကဝိတေဟာတိုင်းမိထီလာပြည်ကအလွန်ကျွဲဝချမ်းသာတဲ့ကုံတယ်တအုပ်ပါ။လဲ900ကိုညင်သားစွာစီးနှင်းလာတဲ့ကုံတယ်ကြီးကနဂါးမင်းကိုမြင်လိုက်တဲ့အခါအံ့ဩသွားပါတယ်။နဂါးမင်းကစင်တကောင်စားလောက်ကြီးမားပြီးတကိုးရှိပုံရပေမဲ့မုတ်ဆိုးတွေနှိပ်စက်သမျှကိုဘာတုံ့ပြန်မှုမှမလုပ်ပဲငြိမ်ခံနေတာကိုမြင်လိုက်ရတဲ့ကုံတယ်ကြီးကဒီလောက်ကြီးမားတဲ့တတဝါကြီးဟာအစွမ်းရှိပါလျက်နဲ့ဘာလို့ဒီလောက်တောင်တီးခံနေရတာလဲဆိုတဲ့အတွေ့နဲ့ကြီးညိုတနာစိတ်တပြိုင်တည်းဖြစ်ပေါ်သွားတာပါကုံတယ်ကြီးကမုတ်ဆိုး16ယောက်ကိုတယောက်ချင်းစီအတွက်နွားတစ်ကောင်ငွေတင်းကားတစ်ထုပ်အဝတ်ထည်တစ်စုံနဲ့အဖိုးတန်ရတနာတွေပေးပြီးနဂါးမင်းကိုအလဲလဲလောက်ခါပြန်လဲဝယ်ယူခဲ့ပါတယ်မုတ်ဆိုးတွေထွက်သားကြတဲ့အခါမှာတော့ကုံတယ်ကြီးကနဂါးမင်းရဲ့နှာခေါင်းကကျိုးတွေကိုဖြတ်ပြီးဘေးကင်းရာရေကန်ထဲသို့လွှတ်ပေးလိုက်ပါတယ်နဂါးမင်းကနဂါးပြည်ကိုပြန်သွားပြီးတဲ့နောက်များစွာသောခြံရံများနဲ့ပြန်လာခဲ့ပြီးကုံတယ်ကြီးကိုကျေးဇူးဆက်ဖို့နဂါးပြည်ကိုဖိတ်ခေါ်ခဲ့ပါတယ်ကုံတယ်ကြီးကိုဟိုးတန်ကြောက်တန်ပရများတွေနဲ့စီချဲထားတဲ့ပလင်ပေါ်မှာထိုင်စေပြီးနတ်တုတ်တာနဲ့တူတဲ့အစားအစာတွေနဲ့ကျွေးမွေးပါတယ်ကုံတယ်ကြီးကနဂါးပြည်ကိုရောက်တဲ့အခါအမခန်းတဲ့စီးစိမ်တွေကိုတစ်နှစ်တိုင်တိုင်ခံစားခဲ့ရပါတယ်အလွန်လှပတဲ့နဂါးမင်းသမီးတွေကကုံတယ်ကြီးကိုနတ်တူရီယာတွေတီးမှုတ်ပြီးတစ်နှစ်ပတ်လုံးမငြီးငွေရအောင်ပြုစုဖျော်ဖြေပေးခဲ့ပါတယ်ကုံတယ်ကြီးလူပြည်ကိုပြန်ကန်နေမှာနဂါးမင်းကသူ့ရဲ့ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့
ရွှေငွေရတနာတွေအပြည့်အစုံတင်ဆောင်ထားတဲ့လှဲပေါင်းများစွာကိုလက်ဆောင်ပေးလိုက်ပါတယ်။နဂါမင်းပေးလိုက်တဲ့လက်ဆောင်တွေကကုန်သည်ကြီးတစ်သက်လုံးသုံးမကုန်နိုင်အောင်သာမကသူတစ်ပါးကိုပါပြန်လဲစွန့်ကြဲနိုင်တဲ့အထိကျွဲဝါချမ်းသာအောင်စီမံပေးခဲ့ပါတယ်။နဂါမင်းကကုန်သည်ကြီးကိုရုပ်ဝတ္ထုပစ္စည်းတွေတင်မကပဲတရားဓမ္မကိုပါလက်ဆောင်ပေးခဲ့ပါတယ်။နဂါမင်းကကုန်သည်ကြီးကိုသီလရဲ့အကျိုးကျေးဇူးတွေကြောင့်တရားဟောပြောပြသပေးပါတယ်။အဲဒီတရားကြောင့်ကုန်သည်ကြီးကယေရနာရိထတရားဓမ္မကပိုတန်မိုးရှိမှန်တည်သွားတဲ့အခါမိမိပိုင်ဆိုင်သမျှယေရနာတွေကိုလိုအပ်သူတွေကိုပေးကမ်းစွန့်ကြဲလှူဒန်းခဲ့ပါတယ်။သူကိုယ်တိုင်လည်းယဟန်ဘောင်သို့ဝင်ရောက်ပြီးဟိမောနာတော်ထဲမှာတရားဘာဝနာကိုအားထုတ်ခဲ့ပါတယ်။မိမိတို့ရဲ့ဘဝမှာအခက်အခဲတွေမတရားမှုတွေနဲ့ကြုံလာရတဲ့အခါနဂါမင်းရဲ့သီးခံမှုကိုတတိယပြီးကြော်ဖြတ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like and share လုပ်ပြီးကုသိုလ်ပွားများနိုင်သလိုနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်တော်တွေကိုနားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ဓမ္မ Melody Channel လေးကို Subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်ရှင်။အားလုံးပဲကိုကျင့်သီလမြဲမြံပြီးငြိမ်းချမ်းကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။